အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ My Golden Pedagogy Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီခေါက်ဆွေးနွေးပေးသွားမှာကတော့ပြဿနာအင်္ဂါရက်တစ်ခုဖြစ်တဲ့ဇလန်းအကြောင်းပဲဖြစ်ပါတယ်ဒီဇလန်းဆိုတဲ့အင်္ဂါရက်ဟာမြည်စီလုံးနဲ့တူပါတယ်ဘာလို့ဆိုသူ့ပေါ်မြည်တည်ပြီးတော့မှပြဿနာရဲ့ကျအင်္ဂါရက်အသီးပွင့်တွေထွက်ပေါ်လာနိုင်လို့ပါဒီဇလန်းအကြောင်းကိုဆွေးနွေးတဲ့အခါမှာဆတ်ဆူပုံညာရဲ့နာမည်ကျော်ရည်သည်ပြဿနာနဲ့ချိန်ထိုးပြီးတော့မှအပိုင်း၃ပိုင်းခွဲခါဆွေးနွေးသွားပါမယ်ပထမပိုင်းကဇလန်းဘယ်လိုဆင်ထားတဲ့ဖြစ်ပြီးတော့ဒုတိယပိုင်းကဇက်ကွက်ဘယ်လိုခြားထားတဲ့ဆိုတာပါနောက်ဆုံးပိုင်းကတော့ဇက်ရှိန်အတက်ကြကိုဘယ်လိုဖန်တီးထားလဲဆိုတာပါကဲဒါဆိုပထမပိုင်းကိုဆက်လိုက်ကြရအောင်ရည်သည်ပြဆက်ဟာဖျားဟောအထန်တိပတ်လာဂင်းကမာလာဇက်ကဇလန်းတွေကိုထုံထုတ်ရေးဖွဲ့ထားတာပါဇလန်းတွေကိုထုံထုတ်ရေးဖွဲ့ရဲဆိုတဲ့နေရာမှာအကုန်လုံးကိုယူတာမဟုတ်ဘဲနဲ့ပြဆက်ရွယ်ချက်နဲ့ကိုက်ညီမဲ့ဇလန်းအစိပ်ပိုင်းကိုဒါထုံထုတ်ပြီးအသားပေးရေးဖွဲ့ထားတာပါတိတိကျကျပြောရရင်မူလဆက်တော်မှာပါရှိတဲ့ဥရိယမင်းကြီးရဲ့အသိဘဝဥရိယမင်းကြီးရဲ့ဆက်တာတဲ့ပြည့်စေကဗုဒ္ဓဖြစ်ပုံပြည့်စေကဗုဒ္ဓတရားဟောပုံဇက်ပေါင်းစားတဲ့အပိုင်းတွေကချက်လက်ချင်းခံခဲ့ရပြီးတော့အခုရည်သည်ပြဆက်မှာပါတဲ့အခန်းကားခန်းကိုပဲဇလန်းစင်အသားပေးရေးဖွဲ့ထားတာပါကဲဒါဆိုဆက်ပြီးတော့ဒုတိယပိုင်းကိုလေ့လာကြရအောင်စာစုဟာပြဆက်ရဲ့ဇလန်းကိုရေးချွဲပြီးသွားပြီဆိုရင်ဇလန်းကိုအခန်းဘဏ္ဍခန်းဇက်ကွက်ဘဏ္ဍကွက်နဲ့တင်ဆက်ပြမလဲဆိုတာကိုဆုံးဖြတ်ရပါတယ်ဥပုံညာဟာရည်သည်ပြဆက်ကိုစုစုပေါင်းအခန်း၅ခန်းဇက်ကွက်၁၁ကွက်နဲ့ဖန်တီးထားပါတယ်အဲ့ဒီအခန်းတွေဇက်ကွက်တွေကတော့ပထမအခန်းမှာဥရိယမင်းသားတက္ကရိုပီကိုပညာသင်သွားပြီးပြန်လျာလန်ခီမှာနားနေတဲ့ဇက်ကွက်နဲ့ရည်သည်ယောက်ျားရေရောင်းထွက်လာပြီးတကူတဲ့စကားဆိုတဲ့ဇက်ကွက်နှစ်ကွက်ပါပါတယ်ဒုတိယအခန်းမှာတော့ရည်သည်မိန်းမရေရောင်းထွက်လာပြီးတကူတဲ့စကားဆိုတဲ့ဇက်ကွက်တစ်ကွက်ပါပါတယ်တတိယအခန်းမှာတော့ဥရိယမင်းသားနန်းတက်တဲ့ဇက်ကွက်ပါပါတယ်စတုဒ္ဒအခန်းမှာတော့ရေသည်ယောက်ျားနဲ့ရေသည်မိန်းမတွဲဆုံစကားဆိုတဲ့ဇက်ကွက်ပါပါတယ်ပြင်စမအခန်းမှာတော့နေပူတဲ့ပြင်းနေတဲ့ရေသည်ယောက်ျားကိုဥရိယမင်းကြီးကခေါ်ယူစေတဲ့ဇက်ကွက်အိမ်ရှိအရာပေးတဲ့ဇက်ကွက်ဥယျာဉ်တော်ထက်တွဲဇက်ကွက်အိမ်ရှိမင်းကလှုပ်ကြံမှုကြံစည်တဲ့ဇက်ကွက်နောင်နာရပြီးတောင်းပန်တဲ့ဇက်ကွက်အိမ်ရှိမင်းတောထွက်ပြီးတဲ့ဇက်ကွက်စတဲ့ဇက်ကွက်6ကွက်ပါရှိပါတယ်ကဲဒါဆိုဆက်လက်ပြီးတော့မှတတိယပိုင်းကိုဆွေးနွေးကြရအောင်စာဆိုဟာဇက်အချိန်အတက်အကျကိုဖန်တီးတယ်ဆိုတဲ့နေရာမှာဇက်အဖွင့်ဇက်ပြိုးဇက်နှိုးဇက်ထိုးဇက်စင်းဇက်သိန်းဆိုတဲ့အစီအစဉ်တိုင်းဖန်တီးလေးရှိပါတယ်ဇက်ကွက်ချပြီးပြီဆိုတာနဲ့ဥပုံညာဟာဥရိယမင်းသားတက်ဂရိုပီမှာပညာသင်သွားပြီးအပြန်ခီးလက်မှာနားနေတဲ့ဇက်ကွက်နဲ့ပြက်ဆက်ကိုတူတူရှင်းရှင်းဖွင့်လိုက်ပါတယ်ထပ်ပြီးတော့မှရေသည်ယောက်ျားရေရောင်းထွက်လာပုံဇက်ကွက်နဲ့ရေသည်မိန်းမရေရောင်းထွက်လာပုံဇက်ကွက်နှစ်ခုကိုပေါင်းပြီးဇက်ကိုပြိုးလိုက်ပါတယ်ဇက်ပြိုးဆိုတဲ့အတိုင်းရေသည်ယောက်ျားနဲ့ရေသည်မိန်းမတို့ဘာတွေဖြစ်ကြမလဲသူတို့နှစ်ယောက်တွေ့မှာလားမတွေ့ဘူးလားတွေ့ရင်ရောဘာတွေဖြစ်ကြမလဲဆိုတဲ့သူတို့စိတ်တွေကိုပြိုးဆွပေးလိုက်ပါတယ်ထပ်ပြီးတော့မှဇက်ပြိုးပိုင်းမှာစဆိုဟာဇက်ဆောင်တွေရဲ့ပြောစကားတွေကနေမှတဆင်သူတို့နှစ်ဦးရဲ့နောင်ကောင်းစားမဲ့ဘဝကိုကြိုတင်နမိတ်ပြခဲ့ပါတယ်ရေသည်ယောက်ျားရဲ့တကူရဲပြောစကားမှာပါတဲ့ဟဲသို့တော်လဲယောက်ျားကန့်ရှိသွားကန်ထားရဟဲ့မနှုံနဲ့ပါဘူးအလဲတင်ချက်ပိုင်းကြက်ကန်းခွလို့ပွဲကျွအောင်နိုင်သေးတပါကန်ဆိုင်လို့တကယ်ကြက်ကောင်းကိုတွဲမိလျင်ရေသည်မောင်မောင်လူနေလှလို့ရွှေချတယ်လို့ပြောင်းလိုက်မယ်ဒီစကားဟာနောက်ပိုင်းမှာရေသည်ယောက်ျားကောင်းစားဖို့ဖြစ်လာမဲ့ဇလန်းဇက်ကွက်အတွက်အရေးပြအစာပြုထားတာပဲဖြစ်ပါတယ်အလားတူပဲရေသည်မိမတကူရဲပြောတဲ့ဇာတာထုံးပေါ်ကန်နိုးစော်လို့မတော်တဆမူရင်မောင်မောင်ဥချင်မောင်ရွနှင့်အိမ်အောင်များကြကာမှဝဝကြီးပေါင်းလန်အောင်ဝမ်းစည်းစိန်ခံတော့မယ်ဒီစကားဟာလည်းကန်စာတော်ပေါ်လို့အင်ရှင်မင်းမိဖုရားဖြစ်လာမဲ့ဇလန်းကိုအစပြုထားတာပဲဖြစ်ပါတယ်ဆက်ပြီးတော့မှဥရိယမင်းသားနန်းသက်ခန်ရေသည်ယောက်ျားနဲ့ရေသည်မိန်းမတွေ့ဆုံကန်ဥရိယမင်းကြီးကတဲပြင်မှာပြေးနေတဲ့ရေသည်ယောက်ျားကိုခေါ်ယူကန်အိမ်ရှိရာပေးရခန်းဆိုတဲ့ဇက်ကွက်လေးကူနဲ့ဇက်ကိုထပ်နှိုးလိုက်ပါတယ်စာဆိုကဒီဇက်ကိုနှိုးတဲ့နေရာမှာဇက်ဆောင်ချင်းချင်းအပြန်အလှန်ပြောဆိုအပြိုင်မှုတွေကိုအဓိကအားပြုထားပါတယ်ရေသည်ယောက်ျားနဲ့ရေသည်မိန်းမတို့ရဲ့နောင်ရေးအတွက်အပြန်အလှန်ပြောစကားတွေငွေလူရွေးသွားမြူပဲနဲ့ပေးတဲ့စီစဉ်ကိုလက်ခံဖို့ရေသည်ယောက်ျားနဲ့ဥရိယမင်းကြီးတို့ပြောဆိုမှုတွေရာစာဆိုရဲ့ဇနိုးပိုင်းမှာဖန်တီးထားတဲ့ပြောင်မြောက်လာတဲ့အပြိုင်မှုတွေပါပဲရေသည်ယောက်ျားနဲ့ရေသည်မိန်းမတွေ့ဆုံတာရေသည်ယောက်ျားငွေလူရွေးယူဖို့နေပူပြင်မှာအပြေးလွှားသွားနေတာရေသည်ယောက်ျားကိုဥရိယမင်းကြီးခေါ်ယူတွေ့ဆုံပြီးအိမ်ရှိရာပေးတာတွေကနေမှဇက်ရှင်ဟာတဖြည်းဖြည်းမြင့်တက်လို့လာပါတယ်အဲ့ဒီလိုဇက်ရှင်မြင့်တက်လာရာကနေဥရိယမင်းကြီးနဲ့ရေသည်ယောက်ျားတို့ဥယျာဉ်တော်ထွက်ခန်းရောက်တဲ့အခါမှာတော့ဇက်ရှိန်အမြင့်ဆုံးဇက်ထုတ်ပိုင်းကိုရောက်လာပါပြီ။ရေသည်အင်ရှင်မင်းဟာသူ့ပေါင်ပေါ်မှာအိပ်ပျော်နေတဲ့မင်းကြီးကိုလှုပ်ကြံမှုကြံစီတဲ့အခန်းဟာဇလန်းရဲ့ဇက်ရှိန်အမြင့်ဆုံးဇက်ထုတ်ပါပဲ။ဥပုံညာဟာဒီဇက်ထုတ်ပိုင်းကိုအပြိုင်မှု၃ချိန်နဲ့ဖန်တီးခဲ့ပါတယ်။ပထမချိန်အပြိုင်မှုအနေနဲ့ဘာယာပြည်နယ်ဇင်ကလေးလေးကိုနှစ်နယ်ခွဲလို့တိမ်ဖွဲသိမ့်နှုတ်မင်းနှစ်ယောက်လောက်ရတယ်။စိတ်ရှုပ်စရာဒီတစ်ခါဖြစ်ဘာယာပြည့်ရှင်ငါလက်ထဲသို့မခေါ်ဘဲဝင်လာဖို့ဆိုတဲ့စကားတွေနဲ့ရေသည်ယောက်ျားရဲ့လောဘစိတ်ဝင်လာတာကိုပြလိုက်ပါတယ်။ထပ်ပြီးတော့မှနန္နာကျေးဇူးရှင်ကိုဒုစင်ရက်ဆက်ခင်မွန်းပြက်လို့ဝက်စားချင်းကိုပြုကြည်တော့တော်နိုင်မယ်မထင်ပါဘူးလေရဲ့ဆိုတဲ့စကားနဲ့အတိတရားဝင်လာပုံကိုပြလိုက်နဲ့ဖန်တီးထားပါတယ်ဒုတိယချိန်အပြိုင်မှုအနေနဲ့တဘာတဲ့ပိုင်ပိုင်ဧကရိမင်းခန့်နဲ့ရွှေနန်းကိုထိုင်ရအောင်ခြိုင်လိုက်တော့မြည်လေဟဲဆိုတဲ့စကားနဲ့လောဘစိတ်ဝင်လာတာကိုပြလိုက်ဘဝသခင်ကျေးဇူးရှင်ကိုအရှင်မထား
တတ်တော်မီအကြံနှင့်ကျင့်ဖောက်ပြန်မှားချီကဖျားကိုတတ်တကဲ့သို့ကကဘာအနန္တတွင်မလွတ်ရအမြဲအဝီစီအောက်ထပ်မှာရိုးကတ်လို့ဆွဲရော်မဲဆိုတဲ့စကားနဲ့အသိစိတ်ဝင်လာတာကိုပြလိုက်တဲ့စိတ်တွင်းအပြိုင်မှုတွေကိုဖန်တီးထားပါတယ်တတိယကြိမ်အပြိုင်မှုအနေနဲ့လည်းဟဲယောက်ျားလူပြည်များမှာမြောက်သားခင်မင်းစားတောက်ခြင်းမင်းအတွင်သာပြုမြောက်မျက်နာကိုဘာဟာအတွက်ရှုတော့မလဲဆိုတဲ့လောဘစိတ်ကိုဖော်ပြတဲ့စကားစိတ်နောက်ကိုပါမပြုတာတိုင်းထွာအုံမှာကောင်းမလေးဆိုတဲ့အသိစိတ်ဝင်လာတဲ့စကားတွေနဲ့ဇက်ရှိန်မြင့်ကိုရအောင်ဖန်တီးထားခဲ့ပါတယ်အပြိုင်မှု၃ချိန်လုံးမှာလည်းတစ်ချိန်တက်တစ်ချိန်ပြည့်ထန်အချိန်မြင့်လာအောင်ဖန်တီးရေးဖွဲ့ခဲ့ပါတယ်မကောင်းတဲ့လောဘစိတ်နဲ့ကျေးဇူးရှင်ကိုမပြစ်မှားတဲ့ကောင်းတဲ့အသိစိတ်တွေအပြိုင်မှုကိုတကူရဲပြောစကားတွေမှာတဆင့်ပြဆိုဖန်တီးထားတာပါအဲ့ဒီဇက်ထုတ်ပိုင်းကနေမှတဆင့်သုံးငါလုံးယူကျုံမြမာမိတဲ့ကိစ္စကိုဖုံးဖျားတန်တဘောရိုးပြန်ပြီးလျင်မန်းဆွဲကိုချုပ်အတာနိုးရှ िख ိုးတောင်းမှန်တော့မလေးဆိုတဲ့ရေတယောက်ကြားရဲ့စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာတော့ဇက်ရှင်ရောသွားပြီးဇက်စင်မိုင်းကိုတပြည့်ပြည့်ရောက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့အရှင်မင်းတော်ထက်ဆွေမင်းသမီးလိုက်စေဥယျာဉ်တော်ကမင်းကြီးနန်းတော်တို့ပြန်စီဆိုတဲ့ပြက်ဆက်ညွှန်းစရာရဲ့ဇညွှန်းစကားနဲ့ပဲဇက်သိမ်းထားတာကိုတွေ့ရပါတယ်ဒီနေရာမှာဘာလို့မြန်မြန်ဇက်သိမ်းရတာလဲဆိုရင်ဇက်စင်းမှာအရင်နေလို့ရှိရင်ပရိသတ်ငင်းငွေတောက်တယ်လို့ပါဥပုံညာရဲ့ဇလန်းဖန်တီးမှုအတတ်ပညာနဲ့ပတ်သက်ပြီးတော့ဆရာကြီးဒေါက်တာအမြင့်ဦးကဥပုံညာဟာရေသက်ပြတ်စကိုဖန်တီးတဲ့နေရာမှာအချင်းချုပ်တဲ့ဇလန်းစကွက်တွေကိုအချင်းချုပ်ထားပါတယ်ဥပုံညာဟာဇလန်းအဖွင့်နဲ့ဇက်စင်းဇက်သိမ်းပိုင်းတွေကိုချုပ်မီတင်ဆက်ထားပါတယ်ဥပုံညာရဲ့ရေသက်ပြတ်ဇလန်းဖန်တီးပုံကိုကြည့်မယ်ဆိုရင်ကြစ်လစ်လှပပြီးကျွမ်းကျင်ပိုင်နိုင်တယ်လို့ကောက်ချက်ချထားပါတယ်ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်ဥပုံညာရေသက်ပြတ်ဇက်ဟာပြတ်စကောင်းတစ်ပုဒ်ဖြစ်ပါတယ်ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ပြတ်ဆက်ကောင်းတွေလိုမျိုးဇက်အစားကနေတဖြည်းဖြည်းအချိန်မြင့်လာတယ်ဇက်တို့ပိုင်းကိုရောက်တယ်အဲ့ကနေမှတစ်ဆင့်ဇက်ရှိန်ပြန်ကြပြီးတော့ဇက်သိမ်းပိုင်းအထိအချိတ်ဆက်မိမိပြစွာရွရောသွားလို့ပါနောက်တစ်ခုကအပြိုင်မှုတွေနမိတ်ပုံတွေနဲ့မြုပ်ကွက်တွေကိုထိထိမိမိနဲ့ပြည့်သက်ဆွဲညင်အောင်သုံးထားနိုင်လို့ပါအချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဥပုံညာဟာရွယ်ချက်နဲ့ကိုက်ညီတဲ့ဇလန်းဖြစ်ဖို့အတွက်လိုအပ်တဲ့ဇလန်းအစ်စ်ပိုင်းကိုသုံးခဲ့ပါတယ်ပြည့်သက်ကိုဖျော်ဖြေမှုပေးနိုင်ဖို့အတွက်လူတစ်ဘာဝပေါ်လွင်တဲ့အပြိုင်မှုတွေကိုဖန်တီးခဲ့ပါတယ်ဒီအချက်တွေကပဲဥပုံညာရဲ့ရည်သက်ပြသူကိုဂန်နဝင်ပြဆက်တဲ့ပုတ်ဖြစ်စေခဲ့တာပါဒါကြောင့်ပြဆက်တဲ့ပုတ်ရဲ့ဇလန်းဖန်တီးမှုအသက်ပညာကိုလေ့လာသုံးတတ်တော့မယ်ဆိုရင်ဇလန်းဘယ်လိုဆင်ထားသလဲဇက်ကွက်ဘယ်လိုချထားသလဲဇက်ရှိန်အတက်ကြကိုဘယ်လိုဖန်တီးထားလဲဆိုတဲ့လေအပြိုင်မှုတွေသုံးထားလားနမိတ်ပုံတွေမြုပ်ကွက်တွေသုံးထားလားဆိုတာတွေနဲ့ချိန်ထိုးသုံးသပ်ဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်